ငါအမေအင်္ဂလိပ်စာမပြောတဲ့ခိုက်ရကြီးရဲ့ဆိုငါနောက်ကနေလိုက်သွားတာဟုတ်ပြီ နိုင်ငံသားနဲ့တွေ့တာဟုတ်ပြီဟာဘယ်ညံ့ခံလိုက်မလို့ကွာမင်းနိုင်ငံသားလိုက်တွေ့တော့ကိုကနေလှမ်းပြီးတော့စနှုတ်ဆက်လိုက်တာ ဘယ်လဲတော့ How are you အော် How are you အရေးပဲက How နဲ့ရှိတယ်လား you How are you တင်းနေကောင်းသလား တင်းနေကောင်းလားလို့ပြောတော့ကျုပ်ကလည်းပြန်ပြောလိုက်တယ် I am fine ဟောအဲ့ fine I am fine အဲ့ဒါပါတော့ ချောလဲတာ ချော နေကောင်းတယ်တဲ့ ဟုတ်ပြီ အဲ့အင်္ဂလိပ်ကျပြောသေးတယ် ဘာလဲတော့ I am Myanmar traditional snack ဟမ် I am Myanmar traditional snack မြန်မာလိုပြော မြန်မာမုံပဲသေးတာတွေကိုသဘောကျတယ် မြန်မာမုံကိုစားကျင်တာ ကျုပ်အမေကမြန်မာမုံရောင်းတာလေအင်္ဂလိပ်ကြီးကျုပ်ကခေါ်ပြီလေ ဘယ်လိုခေါ်တော့ Follow me follow me follow me ဆိုတာ ခေါင်းလျှော်ရည် ဟဲ့ကောနားတော့လိုက်ခေ မင်းကလိုက်တဲ့တော့ခေါ်တော့ပြီအမေနဲ့နှုတ်ဆက်ပေးလိုက်တယ် She is my mother မိုင်မသား She is my mother ဟုတ်ပြီ အမေကြတော့ငါနှုတ်ဆက်ပေးလို့တည်တယ်အမေရောင်းတယ်မို့နိုင်ငံခြားသားရဘာမှမသိစိုက်ကြည့်နိုင်ငံခြားသားတန်းပြီးတော့အမေကိုကောက်မေးတာ ဘယ်လိုလဲ What did this what is this What did this အမေကလည်းနားလေတော့တန်းပြန်ပြောလိုက်တယ် ဘာလဲ မုံစိမ်းပေါင်းနဲ့ အင်္ဂလိပ်လိုပြောလေကွာ အင်္ဂလိပ်လိုလဲမုံစိမ်းပေါင်းမြန်မာလိုလဲမုံစိမ်းပေါင်းဘယ်လိုခေါ်မုံစိမ်းပေါင်းမုံစိမ်းပေါင်း ဟောဟုတ်ပြီဟုတ်ပြီ အဲ့တော့နိုင်ငံခြားသားမုံစိမ်းပေါင်းစားကြည့်မယ်ဆိုစားကြည့်တာပေါ့ ဟုတ်ကဲ့ မကြိုက်ဘူးနဲ့တူတယ်ဗျတာအမေကိုတန်းပြောတာ ဘာလဲတော့ I don't like I don't like I don't like အော် I don't like I don't like လို့ပြောတာအမေကလည်းတန်းပြန်ပြောတယ် ဘာလဲတော့ ဟာတုံးလိုက်တုံးလိုက်ဒါနဲ့လိရောက်တာမြဲတမ်းတယ်ပဲ အကောင်းပြောသားမှာ နိုင်ငံခြားသားရသူစကားမှားသွားတယ်မှတ်ပြီအမေကိုတန်းတောင်းမှန်တာ ဘာလဲတော့ Oh no oh no oh no oh no အမေကလည်းပြန်ပြောချိုက်တာ ဘာလဲတော့ Oh no မဟုတ်ဘူးတဲ့ထင်ရတဲ့လောက်သားတဲ့